ဒီနေ့ဒီဘက်တော့ပေတံလေးတစ်ခုနဲ့အပိမထွက်လေးတစ်ခုတင်ပေးမယ်နော်အပိမထွက်လေးလက်ပြောချင်တာဒီငါးလုံးကနအပိထွက်ဖို့တော်တော်အားနည်းပါတယ်နော်80ရာခိုင်နှုန်းလောက်အားနည်းတယ်အပိမထွက်ဆိုတာကဒီ456ခွန်ရှိကိုငါးလုံးနဲ့အပိထွက်ဖို့အားနည်းတယ်နော်အဲ့ဒါဆိုအဓိကပြောချင်တာကအပိမထွက်တဲ့ပေတံနဲ့မတူဘူးเนาะကျွန်တော်ရှင်းပြမယ်เนาะမတူတယ်ဆိုအခုကနန်း10လုံးမှာ456ခွန်ရှိကိုကအပိမထွက်เนาะအဲ့ဒါကျန်တဲ့5လုံးက9 3ည1 2 3 456ခွန်ရှိကိုအပိမထွက်ဆိုပြီးတော့ဒီလိုမျိုးခွဲပြီးတော့ပေတံဆိုပြီးလုပ်လို့မရအောင်เนาะအဲ့လိုပေတံဆိုခွဲလိုက်အပေါ်ရောအောက်ရောထိရမယ်လို့ပြောအခုကကျတော့အပိမထွက်ကအဲ့လိုမဟုတ်ဘူးနော်456ခွန်ရှိကိုနဲ့အပိမထွက်ပဲဖြစ်သည်9 3ည1 2 3ကအနည်းဆုံးတော့ထိရမယ်နော်အနည်းဆုံးထိရမယ်9 3ည1 2 3နဲ့5လုံးနဲ့အပိထွက်လို့ရတယ်နော်အဲ့တော့သူ9 3ည1 2 3 5လုံးနဲ့အပိထွက်လို့ရတော့ဒီဟာမထိလည်းရတယ်အဲ့ကြောင့်သူပေတံနဲ့မတူဘူးနော်အဲ့ပေတံဆိုပြီးသုံးလို့မရဘူးဒီ9 3ည1 2 3 5လုံးကနဲ့မထိပဲနဲ့ချဲမထွက်ဘူးအဲ့လိုမျိုးပြောချင်တာနော်အဲ့တော့သူ456ခွန်ရှိနဲ့ဒီဟာနဲ့အပိမထွက်နိုင်ဘူးနော်ပေတံနဲ့မတူဘူးနော်ပေတံနဲ့မတူဘူးနောက်ပေတံတစ်ခုလည်းကျွန်တော်ရှင်းပြပေးမယ်နော်ဆိုလိုတာကဥမာဒီမှာ456တို့ဟုတ်လား45ခွန်458တို့ဒါတွေအပိမထွက်နိုင်ဘူးအပူခွပါနော်အပိထွက်ဖို့တော်တော်အားနည်းပါတယ်နော်အဲ့လောက်ဆိုရင်သဘောပေါက်မှာပါနော်အပူမထွက်ဒါကြတော့ဒါလေးကတော့ပေတံလေးကြတော့အပိမထွက်နဲ့မတူဘူးဥမာဒါကြတော့56ခွန်9 3ညအပိမထွက်အဲ့လိုပြောလို့မရဘူးသူကဒါကြတော့အပေါ်နဲ့အောက်နဲ့ထိရမယ်နော်အပေါ်နဲ့အောက်နဲ့ထိရမယ်ဒီအပေါ်ကကျတော့456ခွန်ရှိကိုအပိမထွက်ဆိုပဲနဲ့ဒီလိုမျိုးထိရမယ်လို့မဆိုလို့မထိဘဲနဲ့ဒီ5လုံးနဲ့လည်းအပိထွက်လို့ရတယ်အဲ့လိုမျိုးအဲ့ဒါကျတော့သူမတူဘူးလို့ရှင်းပြတာနော်ရှင်းပြရုံလောက်ပဲဟလာအပိမထွက်က456ခွန်ရှိဒီ5လုံးနဲ့ပတ်လေအပိမထွက်ပါဘူးအပူရောအခွာရောနော်အပူရောမခွာရောမထွက်ဖို့အားနေပါတယ်ဒါကတော့ပေတံနော်ပြန်ရှင်းပြလိုက်ဒီပေတံဆိုတော့ကအပေါ်နဲ့အောက်နဲ့ကူးရမယ်နော်အပေါ်သက်လည်းအပိမထွက်ဘူးအောက်သက်လည်းအပိမထွက်ဘူးအပေါ်နဲ့အောက်နဲ့ကူးရမယ်ကူးတာကျတော့ဒါကျတော့အပေါ်ကတစ်လုံးနှလုံးဖြစ်နေဖြစ်မယ်အောက်ကတစ်လုံးနှလုံးဖြစ်ရင်လည်းဖြစ်မယ်အပေါ်သက်3လုံးလုံးအပိမထွက်ဘူးအောက်ကဒီ6လုံးကလည်းအပိမထွက်ဘူးဒါပေတံနော်ဒါကြိုက်ရင်လည်း3ပေါ့နော်ဒါကျွန်တော်ရှင်းပြပြီးတော့နားလဲအောင်လို့ချက်တဲ့လူတော့နားလဲပါတယ်ဒါချက်တဲ့လူတော့နားလဲပါတယ်ဒါလေးကပေတံလေးနော်1 2 3 4ဒါကျတော့2 1 3မဟုတ်တော့1 2 1 2လောက်ထားပြီးတယ်နော်အပေါ်ကနှလုံးပိုင်လဲပါမယ်တစ်လုံးပိုင်လဲပါမယ်အဲ့လိုပဲအောက်ကလည်းနှလုံးပိုင်လဲပါမယ်တစ်လုံးပိုင်လဲပါမယ်ဒါသိကြတာကတော့အပေါ်နဲ့အောက်နဲ့ကူးရမယ်လို့ပြောတာနော်โอเคနော်ဒါကြိုက်တဲ့လူတွေ့ရင်လည်းသုံးပါနော်